ဒီနေ့မနေ့ပိုင်းမှာပဲဒါကစားခဲ့တဲ့ဒါအာဂျင်တီးနားနဲ့ဩစတြေးလျပွဲစဉ်ကတော့ဒါအတော်လေးကြည့်ကောင်းခဲ့ပြီဗျာ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါဩစတြေးလျအသင်းကိုဒါအာဂျင်တီးနားအသင်းကဒါ2-0ဆိုတဲ့ရလဒ်နဲ့ဒါအနိုင်ရရှိခဲ့တယ်။ဒါအာဂျင်တီးနားဒါသွင်းယူခဲ့တဲ့ဒါဂိုးတွေကဆိုတော့အတော်လေးဒါမိုက်ခဲ့ဒါအစောပိုင်းမှာဒါကျွန်တော်တို့လီယိုနယ်မက်ဆီကဒါပနယ်တီရခဲ့တဲ့လုံးကဒါပနယ်တီလွဲခဲ့ပေမဲ့ဒါနောက်ပိုင်းမှာဒါလီယိုနယ်မက်ဆီကဒါ38မိနစ်မှာတကူနဲ့ဒါအချိန်ကိုမိနစ်60ကျော်ပြီးမှဒါအချိန်ပုံမှာတွင်းသွားတဲ့လုံးကတလုံးနဲ့ဒါ2-0ဆိုတဲ့ရလဒ်နဲ့ဒါဩစတြေးလျအသင်းကိုဒါအနိုင်ရရှိခဲ့တယ်ဗျာဒါအဲ့ဒီဝယ်မှာလီယိုနယ်မက်ဆီရဲ့ဆွမ်းဆောင်ရည်ကဒါအတော်လေးကောင်းမှုခဲ့တယ်ဒါသူ့ရဲ့အသက်ကဒါ38နှစ်အရွယ်ဆိုတဲ့ဒါအတိုင်းတာနဲ့တော့မလိုက်အောင်တော်လေးကိုဒါလီယိုနယ်မက်ဆီကကောင်းမွန်တဲ့ခြေစမ်းတွေကိုပြနေတော့ဒါနောက်လာမဲ့ဒါပွဲတွေမှာလည်းဒါလီယိုနယ်မက်ဆီကဒါတိတက်ကောင်းတဲ့ခြေစမ်းမျိုးတွေလာပြအောင်လို့ကျွန်တော်တို့ထင်တယ်ဒါကြောင့်လီယိုနယ်မက်ဆီကဒါအသက်38နှစ်တည်းဗျာတကယ်ကိုဒါမယုံနိုင်စရာကောင်းတဲ့ခြေစမ်းတွေပဲဒါလူငယ်တယောက်လိုပဲသူကဒါပေါ့ပေါ့ပပလေးဒါကစားနေတာဒါပေမဲ့အာဂျင်တီးနားမှာတခုကောင်းတာကဒါအာဂျင်တီးနားကစားသမားတွေကဒါတော်တော်လေးကိုဒါစီးလုံးနေဗျာဘာလို့လဲဆိုတော့ဒါသူတို့ကဒါလီယိုနယ်မက်ဆီပနယ်တီတလုံးလွဲတာတော့ဘာစိတ်တက်မှမကြဘူးလေသူတို့ကဒါပွဲကိုဆက်လက်ပြီးတော့ဒါအေးအေးဆေးဆေးပဲကစားခဲ့ဒါဘောလုံးပိုင်ဆိုင်မှုဒါအသာစီးနေတယ်ဒါသူတို့အာဂျင်တီးနားအသင်းကဒါရရှိခဲ့ဒါပေမဲ့ဩစတြေးလျအသင်းကလည်းဒါအတော်လေးကောင်းမွန်တဲ့အသင်းတစ်သင်းဗျာဘာလို့လဲဆိုတော့သူတို့ကဒါဩစတြေးလျအသင်းကဒါအာဂျင်တီးနားကိုဒါနည်းနည်းဒုက္ခပေးနိုင်တဲ့အသင်းတစ်သင်းကိုပြောလို့ရတယ်ဒါသူတို့ဒါပထမပိုင်းမှာဒါဩစတြေးလျအသင်းအတော်လေးဒါကောင်းမွန်တဲ့ရှေ့ဆန်းတွေကိုလည်းဒါသူတို့အာဂျင်တီးနားဘက်ကဒါဒုက္ခတွေဒါပေးနိုင်ခဲ့တယ်ပေါ့နော်ဒါဒုတိယပိုင်းမှာဒါသူတို့ကတော်တော်လေးဒါတလုံးပေးရတယ်တော်တော်လေးဒါသူတို့ကရုန်းကန်ခဲ့ရတယ်ဒါကြောင့်ကျွန်တော်တို့ဒီအာဂျင်တီးနားမှာဒါလီယိုနယ်မက်ဆီကဒါအသက်38နှစ်အရွယ်နဲ့မလိုက်အောင်တော်လေးဒါကောင်းမွန်တဲ့ရှေ့ဆန်းတွေကိုသူတို့အာဂျင်တီးနားအသင်းကပြခဲ့ဒါတကယ်ဗျာဒါလီယိုနယ်မက်ဆီက38နှစ်ဆိုတဲ့အရွယ်နဲ့မလိုက်အောင်တကယ်သူ့အသက်ကဒါ10ကျော်သက်အရွယ်လေးလိုပဲဒါသူကစားနေတာပေါ့ပေါ့ပလေးကစားနေတာဗျာဒါကြောင့်တကယ်မှမိုက်တယ်ဒါအာဂျင်တီးနားကဒါဒုတိယပွဲစဉ်ကစားပါတော့ဒါကျွန်တော်တို့ဒါပထမပွဲစဉ်မှာလည်းဒါလီယိုနယ်မက်ဆီကဒါဟတ်ထရစ်ဒါသွင်းယူခဲ့တယ်ဒါအခုမှဆိုတော့ဒါဟတ်ထရစ်ရမယ်ဒါပနယ်တီမျိုးတစ်လုံးကလည်းဒါလွဲခဲ့ပေါ့နော်ဒါတော့ကြောင့်မို့ကျွန်တော်တို့ဒါလီယိုနယ်မက်ဆီကဒါနှစ်ပွဲကစားချိန်မှာဒါပေးရာကိုဒါ9ခုဒါရာကို9ခုတွေရရှိခဲ့ဒါပေးကိုကတော့လုံးဝမရှိဘူးအဲ့ဒီ9ခုလုံးထူးစံတာအဲ့ဒီ9ခုလုံးသွင်းယူခဲ့တာကဒါလီယိုနယ်မက်ဆီတယောက်တည်းဖြစ်တယ်ဒါကြောင့်တကယ်ပြောတာဒါအသက်38နှစ်အရွယ်နဲ့မလိုက်အောင်လီယိုနယ်မက်ဆီကတကယ်ကိုကောင်းမွန်နေဗျာဒါကြောင့်ကျွန်တော်တို့ဒီအာဂျင်တီးနားဖန်တွေကိုဘယ်လိုမျိုးတင်ဒါလီယိုနယ်မက်ဆီရောဒါနောက်ထပ်ပစ်ဂိုးတွေကိုဒါထပ်သွင်းအောင်ပါဒါကြောင့်ကျွန်တော်ပြောချင်တာဒါလီယိုနယ်မက်ဆီကအသက်38နှစ်ပြည့်ဖို့ဒါတရက်ပဲလိုတော့တယ်အသက်39နှစ်ပြည့်ဖို့တရက်ပဲလိုတော့တယ်ဒါလီယိုနယ်မက်ဆီကအသက်38နှစ်အသက်39နှစ်ပဲပြောပါတော့ဗျာဒါတော်လေးကောင်းမွန်နေတာကစားသမားဗျာဒါကြောင့်ကျွန်တော်ရဲ့ဒါအာဂျင်တီးနားဖန်တွေရောဘယ်လိုမျိုးပြောချင်လဲဘယ်လိုမျိုးမြင်လဲဒါကျွန်တော်ရဲ့ comment အောက်မှာဒါဝင်ရောက်ပြီးရေးပေးခဲ့ကြပါဦးခင်ဗျာ